ပြီးခဲ့တဲ့2025ကကျွန်တော်တို့ကိုရီးယားနိုင်ငံ Wing ပေါ့ဒါအားလုံးသိကြတယ် Wing ရဲ့ dopamine ဆိုတာတအားနာမည်ကြီးရပါတော့အဲ့ဒီ dopamine beatbox ကိုကျွန်တော်ပြီးခဲ့တဲ့2025 cover 4ပုတ်လောက်လာမသိကျွန်တော်လုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ beatboxer အသစ်တွေကျွန်တော်မေးကြတယ်ကိုရှာ dopamine လုပ်နည်းလေးတင်မေးပါအောင် dopamine လေးလုပ်ပေးပါအောင် dopamine လေးတင်မေးပါအောင် dopamine သာတဖြင့်dopamine တွေပဲလောက်ခိုင်းနေကြတာပေါ့နော်ရှက်စန်းအောင်မှာကျွန်တော်ရဲ့ဒီ cover ကို reaction ပြန်လုပ်တော့ကျွန်တော် dopamine tutorial တောင်းဆိုနေတဲ့သူတွေတော်တော်လေးကိုများနေတာပေါ့နော်ဒီပြိုင်ပွဲတွေရောတခြားကိစ္စတွေအတွက်ရောကျွန်တော်အချိန်တွေပေးနေရအတွက်ကြောင့်ကျွန်တော်ဒီ tutorial တွေမလုပ်ပေးနိုင်တာအားလုံးတောင်းပန်ပါတယ်ခင်ဗျာ okay ဒီနေ့မှာတော့အားလုံးသိချင်နေကြတဲ့ dopamine လုပ်နည်းကိုအားလုံးကျွန်တော်ရှင်းပြမှာဖြစ်ပါတယ် so ဒီနေ့ရဲ့ခေါင်းစဉ်လေးကတော့ dopamine tutorial by Asher ဖြစ်ပါတယ်မစခင်မှာအရင်ဆုံးကျွန်တော် Wing ကို shout out ပေးပါတယ် so shout out to Wing from South Korea okay dopamine tutorial စမှာဆိုတော့လုံးဝ dopamine မှုအပြည့်ရနေဖို့လိုတယ်ပေါ့နော်ဆိုတော့အရင်ဆုံး dopamine မှုလေးကိုရင်သွင်းလိုက်ပါအောင်ခင်ဗျာဆိုတော့ let's go alright ဆိုတော့ဒီ jacket လေးကတော့ဒါကျွန်တော်ရဲ့အကြိုက်ဆုံး jacket ပေါ့နော်ဒါကျွန်တော် champion ရတော့ကလည်းဒီအင်ဂျီလေးဝတ်ပြီးတော့ပဲ champion ယူခဲ့တာဆိုတော့ okay နော်အားလုံးဒါလေးဝတ်ပြီးတော့ဒါလေးဝတ်ပြီးတော့ပဲမင်းတို့ငါတင်ပေးလိုက်မယ်နော်ဒါကြီးကျွန်တော်မစခင်မှာဒီအချက်လေးကိုရင်ပြပြချင်တယ်နိုင်ငံခြားဘီဘောက်ဆာတွေရဲ့ beat တွေကိုကျွန်တော်တို့ cover တာကောင်းတယ်သူတို့ရဲ့ routine တွေကို cover လုပ်တာကောင်းတယ်ဆိုတော့တချင်း cover ဆိုလို့ပဲမကောင်းမဟုတ်ဘူးကောင်းတယ်ဒါကတော့ကိုယ့်အတွက်လည်းဒါကို legend မှုတစ်ခုလိုဖြစ်တယ်ပေါ့နော်သို့တော့တအားအရန်အမြဲတမ်းပဲသူတို့ဟာတွေကိုပဲလိုက်လို့မနေပါနဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီ beat boxer တယောက်ကိုကကြည့်တာအရန်များသွားပြီဒီ beat boxer တယောက်ဟာတွေကိုလိုက်လို့တာတအားများသွားပြီဆိုရင်အဲ့ဒီလူရဲ့အဲ့ဒီ beat boxer ရဲ့ influence ကကိုယ့်ပေါ်မှာရောက်သွားတော့အဲ့ဒီလူကကိုယ့်ကိုလွှမ်းမိုးသွားပြီဆိုရင်ကိုလုံးသမျှဟာတွေကဘယ်လိုပဲကိုယ့်ဟာကို create လုပ်သူ့ဟာကိုပဲထွက်နေတတ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ပြဿနာတစ်ခုဖြစ်တဲ့ကြောင့်မလို့အားလုံးကိုအဲ့လိုမျိုးအမြဲတမ်းလိုက်လုပ်နေတာမျိုးတော့မဖြစ်စေချင်ဘူးကိုယ့်ဟာကို creation လည်းလုပ်စီချင်ပါတယ်ခင်ဗျာ number 1ဒီ dopamine beatbox ရဲ့ကျွန်တော်တို့ main melody ကိုကျွန်တော်သိဖို့လိုတယ်ဆိုတော့ main melody ကဘယ်ဟာလဲဆိုရင်တော့ဒါအားလုံးသိရပါတော့ band beatbox routine တပုတ်ကိုကျွန်တော်တို့ cover တော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အရင်ဆုံးဒီ routine ရဲ့ melody ကိုနားထောင်တတ်ဖို့လိုတယ်ဒီ routine ရဲ့ combos တွေဒီ technique တွေကိုလည်းကျွန်တော်တို့ဒီနားထောင်တတ်ဖို့လိုတယ်ပေါ့နော်ဆိုအဲ့ထဲမှာ melody ကလည်းအဓိကအရေးပါတဲ့အခန်းကဏ္ဍမှာပါတယ်ဒါကြောင့်မလို့ဒီ melody ကိုကျွန်တော်တို့အရင်ဆုံးရှာမယ်အဲ့ဒီ melody ကဘုံတကဒိုတကဒုံတကဒိုတကဒုံတကဒိုတကဒုံတကဒဒုံဆိုအဲ့ဒါလေးဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်ဒီ melody ကိုသိပြီဘာဆက်လုပ်ကြမလဲNumber 2သွားရအောင် Number 2ကျွန်တော်ဒီ dopamine beatbox ရဲ့သုံးထားတဲ့ဒီ win သုံးထားတဲ့ဒီ sound တွေအတန်တွေကိုကျွန်တော်သိဖို့လိုပါတယ်ခင်ဗျာဒီ dopamine drug မှာသူသုံးထားတဲ့အတန်တွေကတော့ Number 1 vibration bass Number 2 human FH with throw bass Number 3 kit Number 4 PF snare Number 6 trumpet Now တတန်ကတော့ကျွန်တော်ဒီ human sing အတန်ပေါ့နော်အဲ့ဒါပေါ့နော်နောက်ဆုံးတတန်ကတော့ကျွန်တော်ဒီ liberal bass boom type ဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ဒီ dopamine beatbox မှာပါတဲ့အတန်တွေကိုကျွန်တော်တို့သိသွားပြီဖြစ်ပါတယ်သိသွားပြီဆိုရင်ကျွန်တော်ဘာဆက်လုပ်ကြမလဲ number 3ကိုသွားရအောင် number 2မှာပြောသွားတဲ့ဒီအတန်တွေအားလုံးကိုကျွန်တော်တို့ဒီ control ကောင်းကောင်းလုပ်တတ်ဖို့လိုပါတယ်ဆိုတော့ control လုပ်တယ်ဆိုတာဥပမာကျွန်တော်ပြောမယ်ဆိုလို့ရှင်တော့အဖြည်းဖြည်းနဲ့ဒီနှာခေါင်းသားမှာနှာခေါင်းသားကနေပြီးအောက်ကိုတဖြည်းဖြည်းကြာသွားပြီးတော့အထက်အတန်ကို control လုပ်တာဖြစ်ပါတယ်ဒါကြောင့်မလို့အတန်တစ်ခုချင်းစီတိုင်းကို control လုပ်တတ်ဖို့လိုပါတယ် control လုပ်တတ်မှပဲ clean ဖြစ်ဖြစ်ရှင်းရှင်းလင်းလင်းကြားရမှာ powerful ဖြစ်ဖြစ်ကြားရမှာဖြစ်ပါတယ်ခင်ဗျာ okay အတန်တွေလည်းရပြီ main melody ကိုလည်းသိပြီ control လည်းလုပ်တတ်ပြီဆိုရင်တော့ dopamine ကိုကျွန်တော်တို့အတူတူလုပ်ကြည့်အောင် the brain's motivation your transmitter dopamine dopamine
အားလုံးပဲနားလည်ကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာနောက်ထပ် B-Boss နဲ့ပတ်သက်ပြီးတော့ဘယ်အကြောင်းအရာတွေသိချင်လဲဆိုတာ comment မှာမှန်ခဲ့ပေးပါဦးကျွန်တော်ရဲ့ Hori YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေတက်ပါတော့ Okay မကြခင်မှာကျွန်တော်ဖွင့်တော့မဲ့ B-Boss တင်တန်းကိုတက်ချင်တာဖြစ်ဖြစ် B-Boss တင်တန်းနဲ့ပတ်သက်ပြီးတော့စုံစမ်းချင်တာဖြစ်ဖြစ်ကျွန်တော် description မှာရေးထားပြီးတဲ့ဖုန်းနံပါတ်ကိုဖုန်းဆက်ပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျာ Okay ဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အရှာဖြစ်ပါတယ်Let's take it. Free the baseline. Free the baseline. Free the baseline.